ပြုံးပိုင်ရှင်နဲ့ခွင့်လွှတ်နိုင်သူဘသူကအေးမြတယ်လဲအောင်နိုင်သူတာပြုံးအလှပိုင်ရှင်ခွင့်လွှတ်ပေးနိုင်တဲ့သူကနိုင်သူပါအပြောဆိုခံရရပြီဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်းတစ်မျိုးပါအစောကခံရရပြီဘာမှပြန်မပြောခြင်းဟာခွင့်လွှတ်ခြင်းတစ်မျိုးပါအထင်လွဲခံရရပြီဘာမှပြန်မပြောခြင်းဟာသဘောထားကြီးခြင်းတစ်မျိုးပါအဖြစ်အပျက်တစ်ခုရဲ့အမှားအမှန်ဆိုတာအချိန်ကစကားပြောသွားပါလိမ့်မယ်စိတ်ထိခိုက်သွားပြီဘာမှပြန်မပြောခြင်းဟာစိတ်ရင်းကောင်းခြင်းတစ်မျိုးပါလူတစ်ယောက်ရဲ့မေတ္တာကအေးလားအနွေးလားဆိုတာအချိန်ကသာတက်တည်ပြသွားပါလိမ့်မယ်ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်စိတ်လောပြီးမငြင်းဆိုပါနဲ့ဘာအကြောင်းအရာကိုမှစိတ်လောပြီးမဖြေရှင်းပြပါနဲ့စိတ်လောခြင်းမှာမှားများပါတတ်သည်ကိုသတိပြုပါနားလည်ပြီးသားသူအတွက်ရှင်းပြဖို့မလိုအပ်တယ်လို့နားမလည်ခြင်းတဲ့သူအတွက်ရှင်းပြလဲအပူခင်းနေတတ်တယ်စကားပြောတတ်ဖို့နဲ့ပဲသိလိုက်ရပေမဲ့အဆက်ပိတ်တတ်ဖို့တသက်တာကြိုးစားကြရမယ်လောကနိယာမအရာအနစ်နာခံတဲ့လူဟာနောက်ဆုံးမှာတကယ်မနစ်နာသလိုငင်းခုန်မှုမှာအရှုံးပေးတဲ့သူဟာလည်းနောက်ဆုံးမှာတကယ်မရှုံးပါဘူးဘာကိစ္စမဆိုခွင့်လွှတ်ခြင်းစိတ်တည်အောင်နိုင်မှုကိုပေးနေသောအရာတစ်ခုပါခွင့်လွှတ်ပေးသောသူသည်အောင်မြင်သူပါဒါကြောင့်ခွင့်လွှတ်ပေးသောသူသည်နောက်ဆုံးတော့အောင်နိုင်သူပါမိတ်ဆွေ